လက်တလောကာလတွင်နှံ့ပန်းခဲ့သည့်ရှုတိုင်နှင့်ဖိစာကြေးရွာသည်နေရာအသစ်သို့အောင်မြင်စွာပြောင်းရွှေ့ပြီးစီးခဲ့ပြီးကြေးရွာတွင်၌အင်ထောင်စု69စုစုစုပေါင်းလူဦးရေ356ဦးအခြေချနေထိုင်နေပြီဖြစ်ကြောင်းသိရပါသည်။ဖိစာကြေးရွာ၏မူလနေရာသည်ဝေးလံခေါင်တည်သောတောင်ပေါ်ဒေသတွင်တည်ရှိပြီးတွာလာရေးခက်ခဲမှုမှာကြေးရွာပြည်သူများ၏လူနေမှုဘဝနှင့်စီးပွားရေးလုပ်ငန်းများကိုကာလရှည်ကြာစွာအဟန့်အတားဖြစ်စေခဲ့ကြောင်းအဆိုပါအခြေအနေကိုပြောင်းလဲနိုင်ရန်အတွက်နှံ့ပတ်ခဲ့အစိုးရမှကွင်းစင်လေ့လာမှုများအကြိမ်ကြိမ်ပြုလုပ်ပြီးကြေးရွာပြည်သူများ၏အကြံပြုချက်များရယူကာနောက်ဆုံးတွင်ဒီရှိတဲ့နေရုံအနည်းတွင်ကြေးရွာတစ်တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်းရွာတစ်တည်မူလကြေးရွာနှင့်6ကီလိုမီတာခန့်အကွာတွင်တည်ရှိပြီးကြေးရွာ၏ရင်းနှီးပြီးသားပတ်ဝန်းကျင်အတိုင်းအဝန်းကိုထိန်းသိမ်းထားရုံသာမကဒီနေရာ၏အားသာချက်ကိုပါတိတိတတ်တာဖော်ထုတ်နိုင်ခဲ့ပါတယ်။ကြေးရွာတစ်တို့ပြောင်းရွှေ့ပြီးနောက်ကြေးရွာပြည်သူများ၏လူနေမှုဘဝအရေးတွေကိုအာမခံချက်ပေးနိုင်ရန်အတွက်ခရိုင်အစိုးရကသိပ္ပံနည်းကျစီမံကိန်းရေးဆွဲပြီးထိရောက်စွာဆောင်ရွက်ခဲ့ရာကြေးရွာတစ်၏လမ်းများဥစွာဖောက်လုပ်ပြီးစီးခဲ့ပြီးအခြေခံတွာလာရေးအခြေအနေများအလုံးစုံတိုးတက်ကောင်းမွန်လာခဲ့ကြောင်းလက်စစ်မီတောက်တုံးရေးလမ်းပတ်ဆက်သွယ်ရေးနှင့်မြေနေရာပြုပြင်ခြင်းဆိုင်ရာဆက်ဆက်အခြေခံအဆောက်အုံများကိုအရှိန်မြင့်တည်ဆောက်လျက်ရှိပြီးနေအိမ်နှင့်အများပြည်သူဆိုင်ရာအဆောက်အုံများတည်ဆောက်ခြင်းကိုလည်းတပြိုင်နက်တည်းဆောင်ရွက်လျက်ရှိကြောင်းအနာဂတ်တွင်ကြေးရွာပြည်သူများသည်ပုံမကောင်းမွန်သောပညာရေးကျန်းမာရေးနှင့်အလောက်ကအရင်းမြစ်များကိုလွယ်ကူစွာခန်းစားနိုင်မည်ဖြစ်ပါတယ်။ပြောင်းရွှေ့ချိန်တွင်ကြေးရွာပြည်သူများသည်အိုးစီပုံမောင်းများတိခတ်ကာအင်တစ်စီတို့ချက်ချင်းလျှောက်၍ချစ်သက်ခဲ့ကြကြောင်းကြေးရွာတစ်တို့ရောက်ရှိပြီးနောက်တရွာလုံးကဘိုးဘေးပီပီများအားပူဇော်ပသရန်သက်ဆိုင်ရာထုံးတဲ့အစဉ်အလာများအတိုင်းအခမ်းအနားပြုလုပ်ခဲ့ကြပြီးအိမ်ထဲတွင်အသစ်ပြောင်းရွှေ့ခြင်းအထိမ်းအမှတ်အဖြစ်ကျဥ်ပြုတ်ကိုစားသုံးခဲ့ကြပါတယ်။ယခုတစ်ချိန်ကြေးရွာတစ်တို့ပြောင်းရွှေ့နေထိုင်ခြင်းသည်ဒေသအစိုးရမှဝင်းလံခေါင်တည်သောတောင်ပေါ်ဒေသရှိကြေးရွာပြည်သူများအားနေရာတစ်တို့ပြောင်းရွှေ့နေထိုင်စေခြင်း၏လက်တွေ့ကျသောစံနမူနာကောင်းတစ်ခုဖြစ်ကြောင်းလူဦးရေဖြန့်ကျက်မှုကိုပုံမကောင်းမွန်အောင်ဆောင်ရွက်ခြင်းနှင့်အခြေခံစောက်အုံများဖွံ့ဖြိုးတိုးတက်လာစေခြင်းအပြင်ကြေးရွာပြည်သူများအတွက်နေထိုင်ရန်တင့်တော်သောပတ်ဝန်းကျင်ကိုဖန်တီးပေးကာဒေသတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အားအင်တစ်များကိုပါဖြစ်တင်ပေးနိုင်ခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်။